အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာကတော့မော်တာဆိုတာဘာလဲပြီးတော့မော်တာတွေကိုဘယ်နေရာမှာအသုံးပြုနေရလဲမော်တာဆိုတာအရေးကြီးတဲ့ပစ္စည်းဟုတ်လားမဟုတ်ဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာပါပထမဆုံးအနေနဲ့မော်တာဆိုတာဘာလဲပေါ့နော်မော်တာဆိုတာကတော့မိုးရှင်းတစ်ခုကိုရရှိဖို့အတွက်electrical energy ကနေ mechanical energy ဖြစ်ကိုပြောင်းပေးတဲ့ electromechanical device တစ်ခုပဲဖြစ်ပါတယ်။မော်တာဘယ်လိုအလုပ်လုပ်လဲ။မော်တာက electromagnetic principle အပေါ်အခြေခံပြီးတော့အလုပ်လုပ်တာပါ။ rotor ရယ် stator ရယ်ဆိုပြီးတော့နှစ်ပိုင်းရှိရပါတော့။ rotor ကကြတော့ shaft နဲ့ချိတ်ပြီးတော့လဲတဲ့ motion ကိုထုတ်ပြီးတဲ့အရာဖြစ်ပြီးတော့ stator ကတော့ rotor ရဲ့ဘေးမှာ electromagnetic field ဖြစ်ပေါ်အောင်လို့ဘေးနားနေအငြိမ်ပဲရှိနေရတဲ့တန်လိုက်ဖြစ်ပါတယ်။ရက်စစ်ကားတန်းကဒီ rotor ရဲ့ coil ထဲမှာပတ်ထားတဲ့ဝိုင်ယာတွေကိုဖြတ်စီသွားမယ်ဆိုရင် magnetic field ဖြစ်ပေါ်စေပါတယ်။အဲ့ဖြစ်ပေါ်လာတဲ့ magnetic field ကဒီဘေးနားက stator ရဲ့ permanent magnet နဲ့ interact လုပ်ပြီးတော့ push and pull force တွေကနေပြီးတော့မှ rotor ကိုလှည့်စေတာဖြစ်ပါတယ်။ rotor လှည့်ပြီးဆိုရင် rotor နဲ့ဆက်ထားတဲ့ shaft ကလိုက်လှည့်ပြီးတော့မှ rotational mechanical movement ကိုရတာဖြစ်ပါတယ်။ core components အနေနဲ့ဆိုရင်တော့ stator, rotor, commutator ဆိုပြီးတော့၃မျိုးရှိပါတယ်။ stator ကတော့ဒီဘက်အပြင်ကအငြိမ်ပဲရှိရဲ့စိတ်ပိုင်းမှာ rotor အာမေချာလို့လည်းခေါ်တယ်ဒီအလဲက rotating parts ကတော့ rotor ပါသူ့ကို shaft နဲ့ဆက်ထားပါတယ် commutator ကတော့ဒီ current ရဲ့ direction ကို motor ကိုလဲတဲ့အခါမှာဇက်တိုက်လဲဖြစ်သွားအောင်လို့ switch လုပ်ပေးတဲ့အရာပါမော်တာတွေကိုသုံးရခြင်းရဲ့ဒီအဓိက primary purpose ကပါလဲဆိုရင်ဒီလူသားတွေရဲ့လုပ်အားကိုရှော့ချဖို့အလုပ်တွေကို automation သုံးပြီးတော့အလိုလျောက်ဖြစ်စေဖို့ပေါ့နော်ပြီးတော့ဒီ motion ကို precise control ဖြစ်စေဖို့ရည်ရွယ်ပါတယ်ဥပမာပြောမယ်ဆိုရင်အရင်ကတည်းကရန်လေးတဲ့ပစ္စည်းတွေကိုတည်ယူပို့ဆောင်ခြင်းတယ်ဆိုရင်လူသားတွေရဲ့လုပ်အားကိုအသုံးပြုရတယ်ပေါ့နော်ဥပမာဒီပစ္စည်းရွှေ့ပြောင်းတဲ့ဝန်ဆောင်မှုပဲကြည့်ပေါ့နော်အထက်မြင့်နေမှရှိတဲ့ပစ္စည်းတွေကိုဆိုရင် crane နဲ့ရွှေ့ပြောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူသားတွေရဲ့ပင်ပန်းပန်းလုပ်စရာမလိုတော့ဘဲနဲ့ဒီဆက်နေတယ်တိကျကျလည်းလုပ်လို့ရတယ်ပို့ပြီးတော့လည်းမြင်မြင်ဆန်ဆန်လေးလုပ်လို့ရတယ်ဆက်ရအကျိုးကျေးဇူးတွေအများကြီးရှိပေါ့နော်နောက်တစ်ခုမှတစ်ခုကတော့ဓာတ်လီကာပေါ့နော်ဓာတ်လီကာမရှိတော့မှဆိုရင်အထက်မြင့်နေဆိုတာစောက်ဖို့လူတွေတိတ်ပြီးတော့မစင်စားကြအောင်ဘာလို့လဲဆိုတော့ထက်မြင့်လေးလေကားနဲ့ပဲဆိုတော့တက်လိုက်ဆင်းလိုက်ကကြတော့ပင်ပန်းနေလူသားတွေအတွက်ဒါပေမဲ့အခုဓာတ်လီကားဆိုရင်တီထွင်မှုကိုရှာဖွေတွေ့ရှိပြီးနောက်ပိုင်းမှာဆိုရင်အထက်မြင့်နေဆိုရင်လည်းစောက်လို့ရသွားတယ်ဓာတ်လီကားရှိရဖြစ်တဲ့အတွက်အတက်အဆင်းကိုလွယ်လွယ်ကူကူချိန်ကုန်လဲတက်တာပြီးတော့မှမပင်လဲမပင်မနဲ့သွားလို့ရပြီဒီ elevator မှာသုံးတာလဲဒီ motor ကိုပဲသုံးပြီးတော့မှဒီ mechanical motion နဲ့ပဲအတက်အဆင်းကိုလုပ်သွားတာပဲဆိုတော့ဒီ motor ဆိုတာက machine movement လုပ်တာတွေlifting တို့ pumping တို့ရေးတင်တာစတာ motor ပဲပေါ့နော် rotation လိုတဲ့နေရာတွေစတဲ့နေရာတွေမှာသုံးတယ်ဒီ precise control ရခြင်းနဲ့ human labor ကိုလျှော့ခြင်းနဲ့ automated ဖြစ်ခြင်းနဲ့ပေါ့နော်ဒါတွေအတွက်ကိုသုံးပါတယ်အဲ့တော့ဘယ်နေရာမှာသုံးလဲဆိုတာကိုအသေးစိတ်အပိုင်းလိုက်စီခွဲပြီးတော့ထပ်ပြီးတော့ပြပြပေးမယ်ပေါ့နော်အိမ်မှာဆိုရင် kitchen appliance မိဖို့ကြောင့်ထဲမှာသုံးတဲ့ပစ္စည်းတွေဥပမာblender တို့ microwave တို့ refrigerator compressor တို့စတဲ့ဟာတွေအကုန်လုံးမှာမော်တာပါဝင်တယ်ဒါအပြင် aircon မှာလည်းမော်တာပါဝင်တယ်အရန်ပူတဲ့ဒေတာကြီး aircon သုံးတဲ့မော်တာပါတယ်ဒီဒေတာကြီးအတွက်မီးဖို့အဲ့မှာပါတယ် fan ဆိုတာလည်းဒါမော်တာပါဝင်တဲ့ပစ္စည်းပဲဖြစ်တယ်ပြီးတော့ဒီ cleaning တို့ပေါ့နော်အိမ်သက်ရှေးလုပ်တဲ့ပစ္စည်းတွေဒီ vacuum cleaner တွေwashing machine တွေမှာပါတဲ့ drums တွေအဲ့ဒါတွေမှာလည်းမော်တာပါတာပဲပေါ့နော်အဲ့တော့ဆိုမော်တာ
အိမ်မှာပဲကြည့်ရင်တော့မှနေရာတိုင်းလိုလိုမှာပါတဲ့ပစ္စည်းဖြစ်နေရပေါ့နော်နောက်ပြီးတော့ဒီ transportation mobility ပေါ့နော် transportation မှာလည်း motor တွေကိုအသုံးပြုတာပဲကားတွေ e-bike တွေ electric scooter တွေဒါတွေမှာလည်းကြီးမားတဲ့ motor တွေတော့မော်တာ site ကကြီးသွားတာနဲ့တေးသွားတာပဲရှိမယ်ကွာ site ကလည်းအမျိုးမျိုးရှိရယ်မျိုးစားတွေကလည်းအမျိုးမျိုးရှိရယ်မျိုးစားတွေပဲကွာဆိုမှဒါပေမဲ့ motor ကိုအသုံးပြုနေရတာပဲဒီ train တွေ subway မှာလည်းအသုံးပြုရတယ် shopping mall သွားမယ်ဆိုလည်း elevator escalator တွေမှာ motor တွေကိုအသုံးပြုထားတာပဲindustrial နဲ့ manufacturing ပေါ့ဒီအများကြီးထုတ်ရတဲ့ company တွေအစားအသောက်လုပ်ငန်းတွေမှာဆိုရင်လည်း motor တွေကိုအသုံးပြုရတာပဲဒီစက်ရုံတွေမှာအသုံးပြု conveyor belt system ဆိုတာလည်း motor နဲ့အသုံးပြုရတာပဲအစားအသောက်လုပ်ငန်းတွေမှာဆိုရင် pants တွေ compressor တွေလိုတယ်ကွယ် pants တွေ compressor တွေအတွက်လည်း motor နဲ့ပဲလုပ်ရတာကားထုတ်လုပ်တဲ့ company တွေမှာဆိုရင်ဒီ robot တွေကပဲ welding လုပ်တယ်painting လုပ်တယ် packaging product တွေလုပ်တယ်စားတဲ့စနစ်တွေမှာလည်းအသုံးပြု robot တွေမှာလည်းဒီ motor တွေဆိုတာပါတာပဲနောက်ဆုံးအနေနဲ့ဒီ technology နဲ့ gadget ပေါ့နော်အဆောက်အသုံးပြုနေတဲ့ handphone smartphone တွေနဲ့ computer တွေအဲ့ဟာနေပြီးတော့မှကိုယ်နဲ့သိပြီးတော့မရင်းနှီးတဲ့ဒီ drone တွေဒီမှာပါ motor ရဲ့အခန်းကဏ္ဍပါဝင်နေအဲ့တော့ပြန်ပြောရမယ်ဆိုရင် motor ဆိုတာစိုင်းမျိုးမျိုးရှိရယ်မျိုးစားမျိုးမျိုးရှိရယ်အိမ်ကိုယ့်ရဲ့ phone အဲ့ဟာနေစားပြီးတော့အပြင်မှာကိုသွားမယ်ဆိုရင် transportation ပြီးတော့ကိုနဲ့တိတ်ပြီးတော့အကျွမ်းတော်ဝင်မရှိရဲ့ကို industry ရဲ့ manufacturing အထိကို motor ရပါဝင်ပတ်သက်နေရဒါဒီမှာပြောထားတာ၄ခုအခန်းကဏ္ဍ၄ခုခွဲပြီးတော့ပြောထားတာပေါ့နော်ဒီမှာပါရဲ့အခန်းကဏ္ဍတွေမှာလည်း motor ရနေပါဝင်နေရဘယ်နေရာကြီးကြီး motor တွေပဲဆိုတော့တကယ်ဟုတ်တယ်ကိုစီလင်မှာတက်ထားတဲ့ fan ပဲကြည့်မလား motor ပဲ aircon မှာပါတဲ့ fan ပဲကြည့်မလား motor ပဲပေါ့နော်အဲ့တော့ဒါဒီနေ့ motor နဲ့ပတ်သက်ပြီးတော့ဘုဒ္ဓတာတွေကိုမျှဝေပေးရပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား